6 ကန်းပါဘောကနေပြုတ်ကျပြီးတတိလစ်သွားခဲ့တဲ့စင်တိုစုံလို့တယောက်ပြန်လို့လာတဲ့အချိန်မှာတော့သူရှိမှသူစိမ့်ဖို့တယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်သူတို့ရဲ့နောက်ွယ်မှာတော့ဆွဲဆောင်မှုရှိလာတဲ့စားတောက်ပွဲကြီးတစ်ခုရှိနေပြီးစပွဲပေါ်မှာတော့နှစ်ပေါင်းများစွာငတ်မုတ်ခေါင်းပါမှုကြောင့်မမြင်ဘူးခဲ့တဲ့ပူပူနွေးနွေးထမင်းဖြူကြီးရှိနေတာပေါ့စင်တိုကတော့သူကိုယ်သူနိဗ္ဗာန်ဘုံကိုရောက်သွားပြီလို့တောင်ထင်မိခဲ့တာပါဒါပေမဲ့ရွာသားတွေရဲ့တတိပေးစကားကြောင့်မှသူဟာတောပြင်မှာတတိလစ်နေလို့ဒီနေရာကိုကဲတင်လာခဲ့မှန်းသိလိုက်ရပါတယ်စပွဲပေါ်ကဝက်သားနီချက်နဲ့ထမင်းဖြူကြီးကိုကြည့်ပြီးစင်တိုတယောက်တွေမျိုးချရင်းနဲ့ပဲဇဝေဇဝါဖြစ်သွားခဲ့ပါတယ်သူကအဖိုးကိုဒီရွာရဲ့အမည်နဲ့ဘာကြောင့်အလူပွဲလုပ်တာလဲဆိုတာအလင်းမြန်မင်းပြလိုက်ပါတယ်ဒီနေရာကတော့အနီးနားက Fozi ရွာ Philsai Village ဖြစ်ပြီးဒီပွဲကတော့ကလေးမွေးနေ့ပွဲအတွက်ကျင်းပနေတာဖြစ်ကြောင်းသိလိုက်ရတဲ့အခါစင်တိုတယောက်အံ့အားမင်တက်သွားပြီး Fozi ရွာရဲ့ချမ်းသာကြွယ်ဝလာရတဲ့လှုပ်ဝက်ချက်ကိုအသေးအတန်မေးပါတော့တယ်တကယ်တော့အရင်ကဒီရွာကိုရာဇဝတ်ဌာနဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုတဲ့ရန်ပန်မင်းဆိုးရစာအမတ်တယောက်ပြည်နေတံပေးခံခဲ့ရပူပါတယ်လူတွေကတော့သူဟာယာရုတက်ဖို့လမ်းစာမရှိတော့ဘူးလို့ထင်ခဲ့ကြပေမဲ့နောက်ပိုင်းမှာသူဟာယာရုပြန်ရတော့မယ်ဆိုတဲ့ကောလာဟာလာတွေထွက်လာတဲ့အခါရွာကိုလက်ဆောင်လာပေးတဲ့သူတွေဟာအဆက်မပြတ်စီကားလာခဲ့ပါတယ်အဲ့ဒီအမတ်ကြီးဟာရွာကစာတင်ကျောင်းမှာလည်းကလေးတွေကိုပညာသင်ကြားပေးခဲ့ပြီးသူပြန်သွားတဲ့အခါပါရမီပါတဲ့ကလေးချို့ကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီထဲကကလေးတယောက်ဟာနိုင်ငံတော်အဆင့်စာမေးပွဲအဲ့မှာပထမရရှိခဲ့ပြီးရွာအတွက်အဆုံးမရှိတဲ့ကုန်တက်တဲ့စီးစိမ်တွေကိုယူဆောင်ပေးခဲ့တာဖြစ်ပါတယ်ဒီအကြောင်းကိုကြားလိုက်ရတဲ့စင်တိုဟာမနာလိုအားကျစိတ်တွေပြင်းထန်လာပြီးဒီလိုကံကောင်းခြင်းမျိုးသူ့ရွာကိုလည်းရောက်လာပါစေလို့ဆုတောင်းမိပါတော့တယ်ရွာကိုပြန်ရောက်ချင်းပဲစင်တိုကရွာသားတွေကိုစုဝေးစေပြီးဖိုစီရွာမှာကြုံတွေ့ခဲ့ရသမျှကိုအသေးစိတ်ပြန်ပြောပြပါတော့တယ်ပူပူနွေးနွေးထမင်းဖြူကြီးနဲ့နေတိုင်းတောက်နေရတဲ့အသားဟင်းရည်အကြောင်းပြောပြတဲ့အခါရွာကကလေးတွေဆိုတတွေးတွေတောက်ကြလို့ပေါ့မိမိတို့ရွာကိုပြည်နေတံပေးတဲ့နေရာဖြစ်စေချင်လို့စင်တိုတယောက်ဖိုစီရွာနဲ့နီးစပ်တဲ့ဈေးတစ်ခုမှာနေတိုင်းလိုလှည့်ပတ်သွားလာနေခဲ့ပါတယ်နောက်ဆုံးတော့သူမျောလင့်နေတဲ့အခွင့်အရေးရောက်လာခဲ့ပါပြီသူဟာဖိုစီရွာရဲ့ရွာသူကြီးနဲ့မတော်တဆဆုံတွေ့ခဲ့ပြီးမင်းဆိုးရစာအမတ်တဦးကိုပြည်နေတံပေးဖို့အတွက်အစိုးရကတင့်တော်မဲ့နေရာရှာနေတယ်ဆိုတာကိုသိလိုက်ရပါတယ်ပါနဲ့တဲ့စင်တိုဟာချက်ချင်းပဲအစိုးရရုံးစီကိုဥတီပြေးပါတော့တယ်အခြေအနေကိုရိပ်မိသွားတဲ့ဖိုစီရွာသူကြီးကလည်းသူ့နောက်ကနေထက်ချက်မကွာလိုက်လာခဲ့ပါတယ်အစိုးရရုံးခန်းထဲမှာတော့စင်တိုကမိမိရဲ့ချောင်းလုံးပွေရွာကိုပြည်နေတံပေးတဲ့နေရာဖြစ်သတ်မှတ်ပေးဖို့အရာရှိကိုအတနာခံပါတယ်ဒါပေမဲ့အရာရှိကဖိုစီရွာဘက်ကိုတိတိတတ်တာပလိုက်နေတဲ့အတွက်စင်တိုဘလောက်ပဲအငင်းပွားပါစေအရာရှိကဂရုမစိုက်ခဲ့ပါဘူးသူတို့နှစ်ယောက်ရဲ့စုညံတန်တွေကြောင့်ရုံးခန်းထဲမှာနားနေတဲ့အာနာသိန်းကောင်းဆောင်တဦးဖြစ်သူဟန်မင်းဟွီအမတ်ကြီးနိုးလာခဲ့ပါတယ်စင်တိုရဲ့ပြပြတလဲဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးစိတ်ဝင်စားသွားတဲ့ဟန်မင်းဝီကအကျိုးအကြောင်းမေးမြန်းပါတယ်စင်တိုကလည်းမြေပုံကိုချက်ချင်းထုတ်ပြပြီးချောင်းလုံးပွေရွာဟာဘလောက်တော့ဝေးလံခေါင်တီလဲတားရဲတိရစ္ဆာန်တွေတော့မလာချင်တဲ့လူသူမနီးတဲ့နေရာစုကြီးဖြစ်ကြောင်းအမုန်းတင်ပြောဆိုပါတော့တယ်ဟန်မင်းဝီဟာစင်တိုရဲ့စကားကြောင့်စိတ်လှုပ်ရှားသွားပါတယ်ဘာလို့လဲဆိုတော့ဒီတစ်ချိန်ပြည်နေတံပေးမဲ့သူဟာလက်ရှိအာဏာသိမ်းပွဲရဲ့အကြီးမားဆုံးရှုံးနိမ့်သူဖြစ်လို့တက်တောင့်တက်တာနေရာမျိုးပေးလို့မဖြစ်မှန်းသူသိနေလို့ပါအခုတော့နေရာဆိုးကိုအလို့ရက်တောင်းဆိုနေတဲ့သူရှိနေပြီဆိုတော့သူလည်းကောင်းစားခံပြီးရှာမနေတော့ပဲစင်တိုနဲ့အတူချောင်းလုံးပွေရွာရဲ့မြေပြင်နေထားကိုလိုက်ကြည့်ပါတော့တယ်ရွာဟာစင်တိုပြောသလိုတကယ်ပဲ6တွေ့ရုံးကန်ရတဲ့နေရာမှမြင်လိုက်ရတဲ့အခါဟန်မင်းဝီကဒီနေရာကိုပြည်နေတံပေးမဲ့နေရာဖြစ်သတ်မှတ်ဖို့သဘောတူလိုက်ပါတော့တယ်အမတ်ကြီးအစ်စ်ကိုကြိုဆိုဖို့အတွက်ရွာသူကြီးစင်တိုကရွာသားအလုံးကိုစီယုံပြီးအိုဟောင်းနေတဲ့အုပ်ချုပ်အိမ်ကြီးကိုအစ်စ်ဆက်ဆက်ပြုပြင်မိုးမှန်လိုက်ကြပါတယ်တစ်ဖက်မှာတော့ဂျိုဆွန်းလန်းတော်ရဲ့နိုင်ငံရေးရှင်းလင်းပွဲကြီးပြီးဆုံးသွားခဲ့ပါပြီအမတ်ပေါင်းများစွာဟာဓာတ်သွားအောင်မှာတွေးပင်လဲဝေခဲ့ကြရပြီးကလေးငယ်တဦးများသာရှိသေးတဲ့ဘရင်ဒန်ဂျုံဟာနိုဆန်ကွန်အဖြစ်ယာရုချခံရပြီးချောင်းလုံးပွေရွာစီကိုပြည်နေတံပေးခြင်းခံလိုက်ရပါတယ်ဝေါ်ရင်စီပြီးချောင်းလုံးပွေရွာကိုတွားရလမ်းမှာစစ်ကြောင်းဟာမနက်တဲ့မြစ်တစင်းကြောင့်လမ်းပိတ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာစင်တိုကမြစ်ကမ်းဘေးမှာဖောင်တစည်းနဲ့အစင်တစ်ဆောင်ဆိုင်နေခဲ့တာပါအရာရှိကဝေါ်ရင်ကလွဲလို့ကြံတဲ့သူတွေအားလုံးမြစ်ကိုကူးခိုင်းလိုက်တဲ့အတွက်စင်တိုဟာဖောင်ပေါ်တက်ပြီးလိုက်ပါပို့ဆောင်ခွင့်ရခဲ့ပါတယ်သူဟာဝေါ်ရင်ရဲ့လိုက်ကစားလေးကိုခိုးကြည့်လိုက်တဲ့အခါလာမဲ့သူဟာမုတ်စိတ်ဖြူအဖိုးမဟုတ်ပဲနုပြိုတဲ့လူငယ်လေးတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ချက်ချင်းပဲစိတ်ပြတ်သွားတဲ့စင်တိုဟာသူ့ကိုယ်သူစိတ်သိစကားနဲ့ပဲဖြေသိမ်းလိုက်ရပါတယ်ဒါပေမဲ့မမြဲတဲ့ဖောင်ပြက်ကြီးဟာမြစ်လယ်မှာတင်ကျိုးပြတ်သွားပြီးနိုဆန်ကွန်လည်းရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ချောင်းလုံးပွေရွာကိုရောက်ခါစားပထမဆုံးရက်တွေမှာနိုဆန်ကွန်ဟာထမင်းတစ်လုံးမှမစားဘဲနေခဲ့ပါတယ်။ရွာသူကြီးစင်တိုကထမင်းပန်းကိုကိုယ်တိုင်လာပို့ပေးတဲ့အခါနိုဆန်ကွန်ကဒေါသကြီးနဲ့စင်တိုကိုဆဲဆိုပြီးဒီထမင်းပွဲကြီးကိုကွေ့ပြီးအဝေးကိုလိတ်ထွက်သွားစမ်းလို့အော်ဟစ်ပါတော့တယ်။စပွဲပေါ်ကကောင်းမွန်လာတဲ့ဟင်းတွေကိုကြည့်ပြီးစင်တိုတယောက်စိတ်မထိန်နိုင်တော့ပဲလက်နဲ့နှိုက်ပြီးကောက်စားပါတော့တယ်။အစီခံမလေးမြင်သွားတဲ့အထိစားတောက်ပြီးမှပဲမကြည်မနှက်နဲ့ထွက်ခွာသွားခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ဂျိုဆွန်းလန်းတော်အာနာသိမ့်ပွဲပြီးကလေးကနေရာအနှံ့မှာတော်လှန်မှုတွေဖြစ်ပွားနေခဲ့ပါတယ်လူမသိသူမသိတခြားတနေရာကပြည်နေတံပေးခံရတဲ့နေရာမှာတော့ဒေဝမ်ကွန်ဟာနိုဆန်ကွန်ကိုဘရင်အဖြစ်ပြန်လည်တင်မြှောက်ဖို့လှုပ်ဝက်အင်အားစုတွေကိုစူးစီးနေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲနန်းတော်တွေကဘရင်တစ်ဟာနိုဆန်ကွန်ချောင်းလုံးမှုကိုရောက်သွားပြီဆိုတာကိုသိရှိပြီးအမတ်တွေနဲ့ဆွေးနွေးတဲ့အခါနိုဆန်ကွန်ရဲ့လှုပ်ရှားမှုတွေကိုတေချာစောင့်ကြည့်ဖို့အမိတ်ပေးရင်သူ့ရဲ့စိုးရိမ်ပူပန်မှုကိုပြောပြခဲ့ပါတယ်သူစိုးရိမ်တာကတော့နိုဆန်ကွန်ဟာစိတ်တန်ရာကိုမခံနိုင်ပဲကိုတက်တည်သွားမှာကိုပါအာနာလူခံရပြီးဘဝပြတ်သွားတဲ့ခံစားချက်ဟာဒီလိုမာနကြီးတဲ့အရွယ်မှာဘယ်သူမှမဆိုခံနိုင်ရရှိဖို့ခက်ခဲလွန်းလာပါတယ်။ချောင်းလုံးပွေရွာမှာတော့တမန်တက်မှာဖိုစီရွာကစင်တိုစီကိုအသားနဲ့ရိတ်ခါအချို့လာပို့ပြီးကျေးဇူးတင်စကားပြောသွားပါတယ်။စင်တိုတယောက်ဘာမှမသိပဲကြောင်အန်းဖြစ်နေတော့အပြေးလွှာရောက်လာတဲ့သူသားထေဆန်ကအဖြေကိုဖွင့်ချလိုက်ပါတယ်။ထေဆန်ကဈေးထဲမှာမတော်တဆကြားခဲ့တာကတော့ချောင်းလုံးပွေရွာကိုရောက်လာတဲ့သူဟာတခြားသူမဟုတ်ပဲလက်ရှိဘရင်ယာရုကနေနိုဆန်ကွန်အဖြစ်ယာရုချခံရတဲ့လီဟုံးဝေဖြစ်နေတာပါပဲ။ဒီသတင်းကိုကြားလိုက်ရတဲ့စင်တိုဟာခေါင်းကိုမိုးကြိုးပစ်ချလိုက်တယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့သူဟာတင်းငင်တရားဟန်ဆောင်ထားရပါတယ်။ဘာလို့လဲဆိုတော့
တကယ်လို့ဒါဘရင်အစ်စ်ဖြစ်နေရင်သူဟာအကျိုးမြတ်ဘာမှမရမယ့်အပြင်ကြီးလေးတဲ့တာဝန်တရားတွေကိုပါထမ်းဆောင်ရတော့မှာမို့လို့ပါတစ်ချိန်တည်းမှာပဲရွာသားတွေကြားထဲမှာလည်းကောလာဟာလာတွေပြန့်နှံ့ကုန်ပါတယ်အထူးသဖြင့်ထေဆန်ရဲ့ပုံကြီးချက်ပြောဆိုမှုတွေကြောင့်ရွာသားအားလုံးထိတ်လန့်ကုန်ပြီးနိုဆန်ကွန်ကိုဝေးကပဲရှောင်ကျဉ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့စင်တိုကတော့တည်ငြိမ်တဲ့မျက်နှာနဲ့ပဲအမတ်ကြီးဟန်မင်းဝီကိုယ်တိုင်ပြောခဲ့တဲ့နိုဆန်ကွန်ဟာတနေ့မှာဘရင်ပြန်ဖြစ်မှာလို့အားလုံးကိုနှစ်သိမ့်လိုက်ပါတယ်ဒီစေတနာရှိထားတဲ့မူတာဝါဒဟာအမှန်လားအမှားလားဆိုတာစင်တိုကိုယ်တိုင်လည်းမခွဲခြားနိုင်တော့ပါဘူးဒါပေမဲ့သူ့ကိုယ်သူလှည့်စားနိုင်ရင်ပဲလုံလောက်ပါပြီချောင်းလုံးပွရွာသားအားလုံးကန်ဆိုးမှုမောင်ကြလေပြီဆိုပြီးပူပန်နေကြစင်မှာပဲထူဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်တညမှာတော့အိမ်မက်ဆိုးမက်နေတဲ့နိုဆန်ကွန်ဟာတွေးတန်ရဲရဲနဲ့အမတ်တွေကသူ့ကတင်ပေးမှာရက်ပြီးငါတို့ကိုဘာလို့ဆုံးဖြတ်ခဲ့တာလဲလို့မေးခွန်းထုတ်နေတာကိုမြင်မှတ်ခဲ့ပါတယ်စိတ်တရားကိုမခံစားနိုင်တော့တဲ့နိုဆန်ကွန်ဟာတကောင်ရံမှာ6ကန်းပါးပေးကိုပြေးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာစင်တိုကလည်းအဲ့ဒီနေရာမှာတင်နိုဆန်ကွန်ကိုတယောက်တည်းကျိန်းစဲစကားပြောနေခဲ့တာပါနိုဆန်ကွန်ရောက်လာတာကိုမြင်တော့စင်တိုကချက်ချင်းပစက်ပိတ်ပြီးခွင့်လွှတ်ဖို့တောင်းပန်ပါတယ်နိုဆန်ကွန်ဟာကိုတက်တည်ဖို့လာတာမှန်းစင်တိုမသိခဲ့ပါဘူးနိုဆန်ကွန်ဟာ6ကန်းပါးစီကိုဖြည်းဖြည်းချင်းရှောက်သွားပြီးခြေချော်ပြီးပြုတ်ကျတော့မဲ့ဆဲမှာစင်တိုကအသက်နဲ့လဲပြီးပြစ်ဖက်ကသူ့လက်ကိုဖမ်းဆွဲထားနိုင်ခဲ့ပါတယ်အသေးအတန်စူးစမ်းပြီးမှပဲသူ့ကိုကယ်တင်နိုင်ခဲ့တာပါတကယ်တော့စင်တိုလည်းနီးလန်းမရှိလို့ပါနိုဆန်ကွန်သာတည်သွားရင်သူ့တရွာလုံးကဆူးဆိုင်တော့မှမို့လို့ပါပဲနောက်တနေ့မနက်မှာတော့ထေဆန်ကဖခင်ကိုစားထမင်းလာပို့ပါတယ်ဒီအချိန်မှာနိုဆန်ကွန်ဟာစိတ်အခြေအနေမကောင်းသေးပဲထမင်းမစားပေမဲ့အရင်လိုရိုင်းရိုင်းဆိုင်ဆိုင်မလုပ်တော့ပါဘူးသူကထေဆန်ရဲ့နာမည်ကိုမေးမြန်းပြီးစပွဲပေါ်ကထမင်းတွေကိုသူ့ကိုဆုလက်အဖြစ်ပေးသနာခဲ့ပါတယ်အဲ့ဒီညမှာပဲနိုဆန်ကွန်ရဲ့အစီခံမလေးဟာဒေဝမ်ကွန်စီကလှုပ်ဝက်ပေးစာတစ်စောင်ကိုရရှိပြီးနိုဆန်ကွန်စီကိုချက်ချင်းအနံလိုက်ပါတယ်စာကြောင်းရာကိုဖတ်ပြီးတဲ့နောက်နိုဆန်ကွန်ဟာဘဝအတွက်မျှော်လင့်ချက်အသစ်တွေပြန်လည်တောက်ပလာခဲ့ပါတယ်သူဟာလမ်းပြောင်းမနေတော့ပဲ6ကန်းပါးပေးမှာတယောက်တည်းလမ်းလျှောက်နေခဲ့ပါတယ်ဒီအချိန်မှာနိုဆန်ကွန်နောက်တစ်ချိန်ပျောက်သွားပြန်ပြီဆိုတာကြားတဲ့စင်တိုဟာစိုးရိမ်စိတ်တွေနဲ့တောထဲကိုလိုက်ရှာပါတော့တယ်နောက်ဆုံးတော့နိုဆန်ကွန်ကိုတွေ့သွားပြီးစင်တိုကစိတ်တူတူနဲ့ငါလိုလူယုံမာစီကနေပညာသင်ခြင်းရင်သူ့ကိုပွေ့ချလိုက်စမ်းပါလို့အော်ဟစ်မင်းမြန်းပါတော့တယ်စင်တိုရဲ့အော်ဟစ်မင်းမြန်းမှုအောက်မှာနိုဆန်ကွန်ရဲ့တေလူလိုအေးဆက်နေတဲ့နှလုံးသားဟာပြန်လည်နှွေးထွေးလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအခြားရွာသားတွေလည်းတောင်ပေါ်ကိုလိုက်လာကြပါတယ်ရုတ်တရက်ထေဆန်က6ကန်းပါးပေါ်မှာဝင့်နေတဲ့ကြားကြီးတစ်ကောင်ကိုလှမ်းမြင်လိုက်ရပါတယ်ရွာသားတွေကြောက်လန့်တုန်ရင်နေကြစင်မှာပဲထေဆန်ရဲ့လေးမြကအရင်ဆုံးပြစ်လွတ်လိုက်ပေမဲ့မထိမှန်ခဲ့ပဲကြားကြီးကိုပိုးပြီးဒေါသထွက်စေခဲ့ပါတယ်ကြားကြီးဟာထေဆန်စီကိုတဖြည်းဖြည်းချင်းကပ်လာတဲ့အရေးကြီးတဲ့အချိန်မှာပဲနိုဆန်ကွန်ကလေးကိုဆွဲများကိုတင်ပြီးကြားကြီးကိုချိန်ရွယ်လိုက်ပါတယ်ကြားကြီးကနိုဆန်ကွန်စီကိုပြောင်းလဲခုန်အုပ်လာတဲ့အချိန်မှာနိုဆန်ကွန်ရဲ့မြားဟာလွတ်ထွက်သွားပြီးကြားရဲ့နှလုံးတက်ကိုထိမှန်ကကြားကြီးဟာ6ကန်းပါးအောက်ကိုပြုတ်ကျသွားပါတော့တယ်နိုဆန်ကွန်ကြားကိုပြစ်တက်လိုက်တဲ့တဲ့င်းဟာရွာတရွာလုံးကိုတုံ့လောက်သွားစေခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးနိုဆန်ကွန်ဟာလူတစ်ယောက်လိုလုံးဝပြောင်းလဲသွားခဲ့တယ်လို့အားလုံးကပြောကြပါတယ်သူဟာရွာသားတွေရဲ့စေတနာကိုလက်ခံပြီးထမင်းတွေကိုကောင်းကောင်းစားလာပါတယ်စင်တိုနဲ့စကားပြောတဲ့အခါမှာလည်းတည်ငြိမ်ပြီးကျေးဇူးတင်တတ်တဲ့အပြုံးတွေရေမောတန်တွေနဲ့ပြည့်နှက်လာခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းနေ့ရက်တွေမှာနိုဆန်ကွန်ဟာကျေးလက်ဘဝကိုလာရောညီထွေဖြစ်အောင်နေထိုင်လာပြီးပြည်သူတွေပျော်ရွှင်ရိုးသားစွာလုပ်ကိုင်စားတောက်နေကြတာကိုသဘောကျလာခဲ့ပါတယ်ငါသာဒီလိုအပြောင်းလဲတွေမကြုံခဲ့ရရင်ပြည်သူတွေနဲ့အတူဂျိုးဆုံးဖြစ်တဲ့ကိုတိဆောက်နိုင်ခဲ့မှာပဲလို့သူတွေးမိပါတယ်ပြည်နေတန်ခံရစဉ်အတွင်းနိုဆန်ကွန်နဲ့ထေဆန်တို့ဟာတငယ်ချင်းကောင်းတွေဖြစ်လာခဲ့ကြပါတယ်။ထေဆန်ရဲ့စာမေးပွဲအောင်မြင်ခြင်းနဲ့အိမ်မက်ကိုဖြည့်ဆည်းပေးဖို့နိုဆန်ကွန်ကသူ့ကိုစာတင်ပေးပြီးရွာမှာစာတင်ကျောင်းလေးဖွင့်လှစ်ပေးခဲ့ပါတယ်။ဒီလိုအေဂျင့်တဲ့နေ့ရက်တွေဟာအမြဲတမ်းမတည်မြဲခဲ့ပါဘူး။မြို့တော်ကတော်လန်ရေးအင်အားစုတွေဟာအသင့်ဖြစ်နေပါပြီ။နိုဆန်ကွန်စီစာရောက်သွားပြီဆိုတာသိရတဲ့ဒေဝမ်ကွန်ကချောင်းလုံးပွရွာရဲ့တစ်ဖက်ကမ်းတောင်ကုန်းပေါ်မှာပိတ်ဖြူစုကိုချိတ်ဆွဲပြီးနိုဆန်ကွန်ရဲ့တုံ့ပြန်မှုကိုစောင့်ဆိုင်ဖို့လူတစ်ယောက်ကိုဆေးလွတ်လိုက်ပါတယ်။ဒါပေမဲ့သူတို့ရဲ့လှုပ်ရှားမှုမှန်သမျှကိုတကားအပြင်ကသူရှုကချောင်းမြောင်းနားထောင်နေခဲ့တာပါ။ဒေဝမ်ကွန်ဆေးလွတ်လိုက်တဲ့လူဟာလမ်းမှာတင်ဟန်မင်းဝီရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ဟန်မင်းခွေကဒေဝမ်ကွန်ရဲ့အစီအစဉ်ကိုစစ်မေးပေမဲ့အဲ့ဒီသူရှုကတစ္ဆာမဖောက်ခဲ့တဲ့အတွက်ရက်ဆက်လာတဲ့ဟန်မင်းဝီဟာသူ့ကိုနေရာမှာတင်တက်ပစ်လိုက်ပါတော့တယ်ပထမလူအစင်မပြေတဲ့အတွက်ဒေဝမ်ကွန်ဟာဒုတိယမြောက်ယုံကြည်ရတဲ့လက်ထောက်အာယုံကိုဆေးလွတ်လိုက်ပါတယ်အာယုံဟာမြင်းကိုအပြင်းနေပြီးချောင်းလုံးဘူးကိုဥတီလာခဲ့ပါတယ်အဲ့ဒီအချိန်မှာနိုဆန်ကွန်ကတော့လော်ကီပူတွေကိုစွန့်ပြီးအေးအေးဆေးဆေးနေခြင်းပေမဲ့ကိစ္စရဲ့အသစ်တွေကသူ့ဘဝကိုရိုက်ခတ်လာပြန်ပါတယ်ဒီနေ့မှာခေဆန်ဟာနိုဆန်ကွန်ရဲ့အိမ်ကနေထွက်လာတာနဲ့ဟန်မင်းဝီရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ထေဆန်ရဲ့ဖခင်စင်တိုကဒူးထောက်တနာခံပေမဲ့ဟန်မင်းဝီကခွင့်ပြုချက်မရှိဘဲပြည်နေတံပေးထားတဲ့နေရာကိုဝင်ရောက်မှုနဲ့ထေဆန်ကိုရိုက်နှက်ဖို့အမိန့်ပေးပါတယ်အဲ့ဒီအချိန်မှာနိုဆန်ကွန်ရောက်လာပြီးဟန်မင်းဝီကိုကိုယ်တိုင်အတနာခံပါတယ်ဒါပေမဲ့ဟန်မင်းဝီကဂယုမဆိုင်တဲ့အပြင်မင်းသားဆက်ပြီးတားနေရင်ရိုက်ချက်က200 300ဖြစ်သွားမယ်လူချင်းချောက်ပါတော့တယ်အခုချိန်မှာနိုဆန်ကွန်ဟာအာနာရှိတဲ့ဘရင်မဟုတ်တော့ဘဲအကျဉ်းသားတစ်ယောက်သာဖြစ်ပါတယ်ထွက်ခွာသွားတဲ့အချိန်မှာနိုဆန်ကွန်ဟာဟန်မင်းဝီရဲ့စောကားမော်ကားစကလုံးတွေကိုရင်ထဲမှာမှတ်ထားပြီးငါအားလုံးကိုပြန်လူယူမယ်လို့ကြိမ်ဆိုလိုက်ပါတယ်လက်ပတ်လာတဲ့ဟန်မင်းဝီကလည်းဒါကိုရိပ်မိသွားပြီးနိုဆန်ကွန်တယောက်သူ့ကိုစိန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုတာသိသွားပါတယ်ဒေဝမ်ကွန်ရဲ့လှုပ်ဝက်စာရောက်လာတဲ့အခါနိုဆန်ကွန်ဟာအရင်လိုအားငယ်မနေတော့ပဲကလက်စားချေဖို့တွေးကြွလာခဲ့ပါတယ်သူကစာပြန်ရေးပြီးဦးရီတော့စစ်တီတွေကိုစွန်းအီမှာခိတ္တအိမ်တွေဆွဲထားပါငါကိုယ်တိုင်စွန်းအီကိုလာပြီးပူပေါင်းပါမယ်လို့မှာကြားလိုက်ပါတယ်စာကိုရရချင်းဒေဝမ်ကွန်ကလည်းစစ်တီတွေကိုပြင်ဆင်ပြီးချီတက်ပါတော့တယ်
ဒါပေမဲ့နိုဆန်ကွန်ရဲ့လန်ခီဟာအခက်အခဲတွေနဲ့ပြည့်နေနေပါတယ်ဟန်မင်းဝီကချောင်းလုံးပွေရွာသူကြီးစင်တိုကိုတစ္ဆာဖောက်မှုတက်တေရှာဖို့ချင်းချောက်ပြီးမလုပ်ရင်တရွာလုံးကိုတက်ပစ်မယ်လို့ဆိုပါတယ်အကြက်ရိုက်သွားတဲ့စင်တိုဟာမိုးတဲထန်စွာရွာသွန်းနေတဲ့ကြားကနိုဆန်ကွန်စီသွားပြီးအမှန်တိုင်းပြောပြပါတယ်နိုဆန်ကွန်ကရွာသားတွေကိုမထိခိုက်စေချင်တဲ့အတွက်တက်တေတွေကိုအနံလိုက်ပေမဲ့စွန်းအီကိုသွားမဲ့အစီအစဉ်ကိုတော့မဖျက်သိမ်းခဲ့ပါဘူးစင်တိုဘလောက်ပဲတာတာမရတော့ပါဘူးနိုဆန်ကွန်ကစင်တိုတယောက်တက်တေတွေကိုယူပြီးအစိုးရရုံးကိုသွားပြီးလို့ထင်ခဲ့ပေမဲ့စင်တိုကသူ့နောက်ကနေတိတ်တဆိတ်လိုက်လာပြီးအရှင်မင်းကြီးနောက်ကိုအသက်နဲ့လဲပြီးလိုက်ပါဆောက်ရှောက်ပါမယ်လို့တစ္ဆာဆိုပါတယ်လန်ကီတဝက်မှာတော့ဒေဝန်ကွန်စီလွတ်လိုက်တဲ့အမတ်ဂျိုယိုလီဂျယ်ယူဝဲနဲ့ဆုံတွေ့ခဲ့လို့ဝမ်းသာသွားကြပေမဲ့နောက်ကနေဟန်မင်းဝီရဲ့စစ်တပ်ကအမိလိုက်လာခဲ့ပါတယ်ဂျိုယိုလီကနိုဆန်ကွန်ကိုအရင်ဆုတ်ခွာခိုင်းပြီးသူကိုယ်တိုင်ခုခံတိုက်ခိုက်ရင်တွင်းမြေကြားကျဆုံးသွားခဲ့ပါတယ်ဟန်မင်းဝီကနိုဆန်ကွန်တို့ကိုပိတ်ဆို့မိသွားပြီးစင်တိုကိုတစ္ဆာဖောက်ဖြစ်တက်မှတ်ကချောင်းလုံးမှုတရွာလုံးကိုကြက်ပြက်မကြတက်ဖြတ်ပစ်မယ်လို့ကြွေးကြော်ပါတယ်အဲ့ဒီအသက်ဘေးအနေကာလမှာပဲနိုဆန်ကွန်ကညှက်ဆင်ပြီးစင်တိုကိုလူပုံအလယ်မှာမင်းကငါ့ကိုတစ္ဆာဖောက်ပြီးရန်သူကိုလမ်းပြခေါ်လာတာပဲလို့ဒေါသတကြီးဆွဆွဲလိုက်ပါတယ်ဒီပြဆက်ကြောင့်ဟန်မင်းဝီဝေဝါးဝါဖြစ်သွားပြီးစင်တိုနဲ့ရွာသားတွေရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်တစ်ဖက်မှာတော့ဒေဝန်ကွန်ရဲ့စစ်တပ်ဟာတစ္ဆာဖောက်ကြောင့်ရန်သူဝိုင်းရန်ချင်းကိုခံလိုက်ရပြီးဂျိုဆွန်းခေဦးရဲ့ကြီးကျယ်လာတဲ့တော်လိုင်းရေးကြီးဟာကြေကွဲစရာကောင်းတော့အောင်ရှုံးနိမ့်သွားခဲ့ရပါတယ်နောက်တနေ့မနက်မှာတော့ဒေဝန်ကွန်ဟာအစိတ်ရီတောက်ကမကြည်မနှက်နဲ့ပဲကွယ်လွန်သွားခဲ့ပါတယ်ချောင်းလုံးပွေရွာမှာတော့စင်တိုဟာနိုဆန်ကွန်ရဲ့အိတ်ရှိမှာတညလုံးတူးထောက်နေခဲ့ပါတယ်မနက်လင်းမှအစီကံမလေးကသူ့ကိုအထက်ခေါ်သွားပြီးနိုဆန်ကွန်နဲ့တွေ့ဆုံပေးပါတယ်နိုဆန်ကွန်ကစင်တိုကိုနောက်ဆုံးဆန္ဒတွေကိုတင်းငိမ့်စွာမှာကြားခဲ့ပါတယ်မကြခင်မှာပဲနိုဆန်ကွန်ကိုအဆုံးစီရင်ဖို့အစိုးရရဲ့အမိန့်တော်ရောက်ရှိလာပါတယ်နိုဆန်ကွန်ကတကားပိတ်ပြီးထွက်မလာတဲ့အခါစင်တိုကဖြောင်းဖျားဖို့အတွက်အထဲကိုဝင်သွားပြီးတကားကြားကနေကျိုးတစ်ချောင်းကိုတိတ်တဆိတ်ပေးလိုက်ပါတယ်တကယ်တော့နိုဆန်ကွန်ရဲ့နောက်ဆုံးဆန္ဒကတော့သူ့ရဲ့အသက်ကိုစင်တိုရဲ့လက်နဲ့ပဲအဆုံးသတ်ပေးဖို့ဖြစ်ပါတယ်နိုဆန်ကွန်ကကျိုးကိုလက်ဘေးမှာဆွတ်လိုက်ပြီးတကားအပြင်ကစင်တိုကတော့မျက်ရည်တွေကိုအောက်အီးကကျိုးကိုအားကုန်ဆွဲလိုက်ပါတော့တယ်ဒီလိုနဲ့ပဲတနာစရာကောင်းတဲ့ဘရင်တစ်ပါးရဲ့ကံကြမ္မာဟာစက်သိမ်းသွားခဲ့ပါပြီနိုဆန်ကွန်ချန်ထားခဲ့တဲ့စာကိုဖတ်ပြီးတဲ့နောက်အစီကံမလေးဟာလည်းဝမ်းနဲ့ကြေကွဲစွာနဲ့မြစ်ထဲကိုခုန်ချပြီးအသက်တည်ဆုံးသွားခဲ့ပါတယ်စင်တိုကတော့နိုဆန်ကွန်ကိုမိမိရဲ့သားအရင်လိုတန်ရောစင်ကြီးမားခဲ့တာကြောင့်အစိုးရရဲ့အမိန့်ကိုဖီဆန်ပြီးသူ့ရဲ့ရုပ်အလောင်းကိုတိတ်တဆိတ်ကောက်ယူကာတေချာစွာတကြိုပေးခဲ့ပါတယ်နှစ်ပေါင်း240နှစ်ကြာမြင့်ပြီးတဲ့နောက်မှာတော့ဒီတစ္ဆာရှိလာတဲ့တခင်နဲ့အစီခံတို့ရဲ့တမိုင်းဝင်ဖြစ်ရမှန်ဟာကဘာတီတရွေလူသိရှင်ကြားဖြစ်ခဲ့ပြီးရင်းတို့နှစ်ဦးစလုံးဟာနောက်မျိုးဆက်တွေရဲ့ပွဲထုကုံထုချင်းမြင့်ခြင်းကိုခံခဲ့ရပါတယ်ရှုံးနိမ့်မှုနဲ့အဆုံးသတ်ခဲ့ရပေမဲ့ဒီတရားမျှတတဲ့တော်လှန်ရေးကြီးဟာဂျိုဆုံးပြည်သူတွေရဲ့ရင်ထဲမှာတော့ထာဝရဂုဏ်ပြုလေးစားမှုအဖြစ်ကျန်ရစ်နေပါတော့တယ်